အားလုံးမင်္ဂလာပါကျမအခုရှိန်လုပ်ပေးချင်တာကအသက်40အရွယ်မှာစင်ကာပူနိုင်ငံဘယ်လိုရောက်ခဲ့တဲ့အကြောင်းပြောပြချင်တာပါနော်ကျမကအသက်40စင်ကာပူလာချင်နေတာပေါ့နော်အဲ့ဒါနဲ့ KK ပါတက်လို့ရှင်သူတို့ကပို့ပေးတယ်ပေါ့နော်အဲ့မျိုးတင်တန်းတက်တဲ့သူကအမြတ်ဆုံးရောက်တယ်ဆိုတာနဲ့ကျမလည်းစုံစမ်းပြီးမှဂျနီဗာကျောင်းပေါ့နော်အဲ့ဒါစေဝါတင်တန်းပေါ့နော်စေဝါကျွမ်းကျင်တင်တန်းအမှတက်ခဲ့ပါတယ်3လတက်ရမယ်တဲ့အဲ့ဒါနဲ့3လတက်ခဲ့ပါတယ်လို့အမှ3လတက်ပြီးမှကိုထက်ငယ်တဲ့သမီးလေးအရွယ်တွေနဲ့ကိုညီမကိုသမီးအရွယ်နဲ့အတူတက်ခဲ့တာပေါ့နော်ဒါပေမဲ့ကိုကလည်းဆေးနားလေထားတဲ့သူတယောက်ဆိုတော့မခက်ခဲပဲနဲ့ဂုံတူးချက်ပြီးမှဆူတဲ့စိတ်လေးလည်းရခဲ့ပါတယ်လို့အဆက်ကိုပြန်လာအောင်မယ်ဘိုင်ဘိုင်